California သူရဲ့ default ပြောင်းအဲ့အတွက်ကြောင့်အလုပ်တွေကပြောင်းလာတဲ့အတွက်ကြောင့်လူတွေကလည်းနိုင်ပြောင်းလာကြတယ်နောက်ထပ်ဒုတိယနိုင်က Texas ပေါ့လေဒီကစားလို့မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ဘာကြောင့် Texas ကိုထွေးပြီးတော့ပြောင်းလာလဲဆိုတဲ့အကြောင်းအရာတွေကိုရှင်းပြဖို့ဖြစ်ပါတယ်အခါကျတော့ဗီဒီယိုမှာကျွန်တော်ဘာကြောင့် Texas ကိုပြောင်းလဲဆိုတဲ့အကြောင်းကိုကျွန်တော်ရှင်းပြပါမယ်ပြီးတော့ဒီအဲ့ဗီဒီယိုကိုကြည့်ရတော့ပြန်ကြည့်လိုက်ပါဒါပေမဲ့တော့ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ဘာကြောင့် Texas ကိုရွေးချယ်တာလဲဘာဖြစ်လို့ Texas တော့အရင်ဝင်ချင်ရတာလဲ right အဲ့အကြောင်းကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကတော့ကျွန်တော်တို့ဒီ YouTube ဗီဒီယိုကျွန်တော်ပတ်ဖို့တွေ့ထားတယ်အဲ့ဗီဒီယိုတစ်ပုဒ်နဲ့ကျွန်တော်ဒီလိုကြည့်မယ်ကြည့်လို့ရှိရင်အကြောင်းကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ဒီ Texas ကိုပြောင်းဖို့စိတ်ဝင်စားနေတဲ့လူတွေဒါမှမဟုတ်လို့ရှိရင် Texas မှာနေဝယ်ဖို့စိတ်ဝင်စားနေတဲ့လူတွေရှိလို့ရှိရင်ဒီဗီဒီယိုလေးကိုသုံးအောင်ကြည့်ပါဦးပါ Okay တော့ yeah ထားလိုက်အောင် Okay so ဟုတ်စခဲ့မှာကျွန်တော်ဒီဗီဒီယိုလေးအကြောင်းတစ်ချက်ပြောပြအောင်ဒီဗီဒီယိုလေးကကျွန်တော်လုံးစင်း9လတင်ထားတဲ့ဗီဒီယိုဒီတယောက်က vlogger သူကဒီ multi-millionaire ကို interview နေရတယ်လေသူကတော့ကျွန်တော် Donald လို့ခေါ်တယ်ဆိုတော့သူကဒီအိမ်ဝင်မဲ့လူတွေကိုလုံးဝလုံးချပြရပါဘူးအဲ့ဒါသူတော့ဒါတော့သူဟုတ်ဒီ US market အကြောင်းဆက်ပြောပါတော့ဒီနည်းနည်းလေးပဲဟိုတော့ If you take out California and New York, because those are very unique places. So what's happening in the world is, in the US, all the big companies are being created in really one state, which is California, and maybe Washington. And when they become so big, nobody can afford to live there. So they have to move their headquarters to basically 4 states, which have no state taxes, or low state taxes. Texas, Florida, Georgia, maybe Washington, and some parts of the Midwest. And so you got all these people moving there, and nobody can rent because the houses are expensive, but no can buy, so they have to rent. So it's a great time to be a landlord. So we're looking now, but it's interesting just to see it unfold. And you know who else knows this? Blackstone. If you Google... Okay, so ကျွန်တော်ပြောရတဲ့အကြောင်းလေးချက်တော့ပြန်ပြပြပါမယ်။ဘာပြောရလဲဆိုတော့ခုနကတော့ဒီ New York တို့ California တို့စိတ်ကြီးတွေရှိတယ်။အဲ့မှာကျွန်တော်ဒီ New York State ကအရင် unit ဖြစ်တယ်ပေါ့လေ။ပြီးလို့ရှိရင်big company ရှိတယ်။အဲ့တော့ big company ရှိတဲ့အတွက်ကြောင့် state ကဖွံ့ဖြိုးတိုးတက်တယ်။ပြီးတော့ state ဖွံ့ဖြိုးတိုးတက်တော့ဘာဖြစ်လဲဆိုတော့ဒီဌာနကြီးတွေကြီးတယ်။ right ဒါကတော့ပုံမှန်တာပဲ။အဲ့တော့ဘာဖြစ်လာလဲဆိုတော့ဒီလိုမျိုးမှနေတော့စီးရင်ကြီးလာလို့လူတွေကဘာလို့ရလဲဆိုတော့ဒီမှာမနေနိုင်ကြတော့ဘူးပေါ့လေအဲ့ဒါကြောင့်ဘာလို့ရလဲဆိုတော့ကံပဲဒီနေရလေသူတို့ရဲ့ headquarter ကိုပြောင်းရတော့တယ်အဲ့တော့အဲ့လိုပြောင်းလို့တော့စဉ်းစားတဲ့အချိန်မှာတော့ဒီလိုဆိုတော့တော်တော်ပြောသွားလို့ပဲlow state tax ဖြစ်တဲ့ဒီ Florida ဆိုဒီ Texas ဆိုပြောင်းကြရပါလေ company ကအဲ့လိုပြောင်းကြတယ်အဲ့အတွက်ကြောင့်အလုပ်တွေကပြောင်းလာတဲ့အတွက်ကြောင့်လူတွေကလည်းလိုက်ပြီးပြောင်းလာကြတယ်ပေါ့လေအိမ်ငှားတဲ့ market တွေလည်းပိုလို့ကျန်တယ်အဲ့ဒါတော့ပြောရတော့အခုချိန်သူကဒီ land တော့ပေါ့လေအိမ်ရှင်လုပ်ပြီးတော့မှအိမ်ကိုပြန်ငှားပြီးတော့ပြန်ငှားချမယ်အစီအစဉ်ကတော့သူထိမှန်းနေရပါဘူးဒါတော့သူပြောပြသွားပါသူလုပ်ချင်တယ်ဆိုတဲ့အကြောင်းကိုပြောပြသွားအဲ့တော့ဒီမှာကျွန်တော်ခဏထားတယ်ဒီ Donald ပြောတဲ့ဟွာရဲ့အကြောင်းအရာတွေမှာဒီအိမ်ဝယ်ပြီးအိမ်ငှားပြီးတော့အိမ်ပြန်ငှားစားတယ်ဒီ assistant ရှာမယ်အဲ့အကြောင်းကျွန်တော်ခဏထားတာဒီအိမ်ဝင်တဲ့အပိုင်းကတစ်ချက်တက်ပေါ့လေဒီ Texas မှာနေရတဲ့ကျွန်တော်တော့ဒီ Houston မှာဆိုလို့ရှိရင်အခုဆိုလို့ရှိရင် buyer market ဖြစ်နေပါလေeasy နေကြတယ်အဲ့အကြောင်းသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ post comment မှာတစ်ချက်ရှင်းပေးခဲ့ပါဒါသိချင်တယ်များလို့ရှိရင်ကျွန်တော် video chat လုပ်ပေးမယ်အဲ့တော့ဒီအကြောင်းကိုကျွန်တော်ခဏဖယ်ထားလာမယ်အခုကျွန်တော်ပြပြချင်တာ company တွေ Texas ကိုရွှေ့လာတဲ့အရှိပေါ့လေအဲ့လိုရွှေ့လာတဲ့အတွက်တော့လည်းဆိုတော့ဒီပြည်နယ်ကဒီ Texas ပြည်နယ်ကတဖြည်းနဲ့တိုးတက်လာဖို့ရှိအဲ့ဒါကြောင့်ကျွန်တော်တို့က Texas ကိုယူဖို့ကျွန်တော်တို့ဆုံးဖြတ်ချတာပေါ့လေကျွန်တော် California မှာနေလို့ရအောင်နေလို့ရတယ်ဒါပေမဲ့ကျွန်တော်အိမ်လေးပါဝယ်မယ်ဆိုလို့ရှိရင်အိမ်ရဝယ်ပြီးရခဲ့တယ်လို့ရှိရင် California သူ့ရဲ့ default ရောက်နေသူ့ရဲ့ form ကတော့တိုးတက်ပြီးသား state ဖြစ်နေအဲ့တော့အဲ့မှာအိမ်လေးပါဝယ်မယ်အလုံးအကန့်ခွေနဲ့နေရှာမယ်ဆိုလို့ရှိရင်ဒါကောcompetitive ဖြစ်တယ်ပေါ့လေခက်ခဲတယ်ပေါ့လေပြန်ချမ်းမြေပြီးထင်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဘာလို့ဆုံးဖြတ်ချက်ချလာလဲဆိုတော့အခု
တိုးတက်လာမယ်နောင်လာနဲ့တိုးတက်လာမယ် state တွေဒါမှမဟုတ်တိုးတက်ဖို့အလားအလာရှိတဲ့ state တွေကျွန်တော်ပြောင်းဖို့ဆုံးဖြတ်ချတာအဲ့မှာကျွန်တော်ခြေကုပ်စာရှိနေပေါ့အဲ့တော့ကျွန်တော် Texas ကိုပြောင်းလာခဲ့တာဖြစ်ပါတယ်။ဟိုလည်းတော့ဒီ company တွေကဒီ Texas ကိုပြောင်းနေရပါလိမ့်အဲ့တော့သူပြောရတာရောတကယ်အမှန်ပဲလား right အဲ့တော့ကျွန်တော်စီစစ်ဖို့လုပ်တယ်အဲ့ဒါနဲ့ကျွန်တော် page တစ်ခုကိုသွားထားတယ်အဲ့ page က website တစ်ခုပေါ့ website တစ်ခုကျွန်တော်သွားထားတယ် website ဘာလို့ခေါ်လဲတော့ပါအကြောင်းလဲဆိုတော့ US မှာဒီတိုးတက်နေတဲ့ဒီ state တွေကိုအကြောင်းသူ list လုပ်တာပါလေ point to that list လုပ်တာအဲ့တော့ကျွန်တော်ချက်ကြည့်အောင်ဒီပထမဟိုတုန်းကလို့ရှိရင်သူက Florida တိုးတက်နေတဲ့ state တွေမှာလို့ရှိရင် Florida ဆိုရင်တော့တိုးတက်နေတဲ့ state တွေမှာတော့တော့ပါမယ်ဟို TPD တို့မှာဆိုရင်တော့တော့ပါနော်လို့ရှိရင်ဒီမှာဆိုလို့ရှိရင်နောက်ထပ်ဒုတိယတိုင်းက Texas ပေါ့လေ Texas ကလည်းကျွန်တော်တို့တိုးတက်နေတဲ့နေရာအတော့ပတ်ပြီးချိန်တယ်ပြီးတော့ TPD တို့မှာတော့အဲ့တော့ခုနကတော့ Florida လည်းတော့ဘာကန်ရှိရပါလေအဲ့ဒါကျွန်တော်ဒီ Texas ကိုတော့ချင်တာကဒီကျွန်တော်ဒီ YouTube ဗီဒီယိုကြည့်ပြီးတော့လုပ်ထင်တယ် Texas ကတိုးတက်လာဖို့အရေးရရှိတာတော့မဟုတ်ဘူးတခြားပဲစစ်တော့ပါတယ်ဟိုရဲ့ TV စာချက်တွေရှိလို့ရှိရင်လည်းဒီ post ရဲ့ comment အောင်ရောဆိုရင်တော့ပြရပါတယ်ပြီးတော့ကျွန်တော်အထက်ပြောပြချင်တာဟိုလာဖို့ပြင်နေတယ် Texas ကောင်ပြည့်ကျင်တဲ့လူရှိလို့ရှိရင်ကျွန်တော်ရဲ့ CV အားပြီးတော့မေးလို့ကျွန်တော်လာမေးလို့ရပါတယ်ကျွန်တော်အားလို့ရှိရင်အားရလို့တော့တက်ပြီးပါမယ်ဒါလေးကိုကျွန်တော် share ပြရတော့ပါဆိုတော့ yeah have a good one guys bye bye